အားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါနော်အားလုံးပဲမင်္ဂလာပါကဲကိုလင်းကိုအခုတွေ့ပြီးမြင်ပြီဆိုရင်ဒဝင်ကိုလင်းရဲ့ဒါဒူဒီ lucky link ဆိုတဲ့ YouTube channel လေးကိုအခုမှတွေ့တဲ့သူအခုမှမြင်တဲ့သူက channel လေးကို subscribe မနေရသေးတဲ့သူတွေက channel လေးကို subscribe နေပေးထားပါနေပြီးသားကိုဒီမတွေကလည်းနော်လက်မလေးပေးလို့ရတယ်အသေးလေးတွေပေးလို့ရတယ်နော်ဟုတ်ပြီလားကဲကျွန်တော် like တော့မလွှင့်ဘူးဗျာကျွန်တော်ဗီဒီယိုလေးတွေကျွန်တော်ပုံမှန်တင်ပေးမယ်ကျွန်တော်ညဆိုရင်9နာရီနေ့ခင်းဆို10နာရီတို့ပေါ့နော်ကျွန်တော်ဗီဒီယိုလေးတွေပုံမှန်တင်ပေးမယ်ပေါ့နော်နော်အဲ့ဒါလေးတော့ဥစားပထမပြောချင်ပါတယ်တကယ်လို့ညနေပိုင်းအတွက်ကိုကျွန်တော်မတင်ပြရင်ဒါမနက်ပိုင်းရပေးတဲ့ဟာကိုညနေကိုပြန်ထိုးပေါ့နော်ဟုတ်ပြီလားကဲအားလုံးပဲမင်္ဂလာပါနော်ကိုလင်းရဲ့ဒါ YouTube channel တက်ကလေးကနေပြီးတော့ကိုကမအားလုံးပြန်လဲပြီးတော့နေရတော့လည်းကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါနော် channel ကို subscribe မနေရသေးတဲ့သူတွေ channel လေးကို subscribe နေပေးထားပါကိုလင်းကိုတွေ့ပြီးမြင်ပြီဆိုနော်အဲ့ဒါလေးဥစားပထမပြောချင်ပါတယ်အားလုံးပဲမင်္ဂလာပါနော်ကဲကျွန်တော်ဒီတနေ့နာနေရတော့နေကုန်လွဲတယ်ပေါ့ဗျာနော်နေကုန်လွဲတယ်နော်ဗာတက်နိုင်ပါလဲနေကုန်လွဲတော့လေနော်3ညမြူးနေတယ်ဗျမနက်ပိုင်း3ည20ညနေပိုင်း3ည9နော်ကဲဘာဖြစ်ထားလိုက်ပါကဲဒီဗီဒီယိုလေးကိုမရေးမကြော်ဘဲနဲ့တေချာလေးပြီးဆုံးအောင်ကြည့်ပေးဖို့အားလုံးမြတ်တာရက်ခံပါနော်ကဲအားလုံးပဲမင်္ဂလာပါပေါ့နော်ကဲကျွန်တော်ဗရိတ်ပါညာလည်းမိတ်ဆွေတို့ပေးထားတယ်နော်ကဲကျွန်တော်နည်းနည်းလေးစူးစမ်းထားလေးတစ်ခုနည်းနည်းလေးပြောချင်တယ်ဗျာအဲ့ဒါလေးကဘာလေးလဲဆိုတော့ကျွန်တော် free ပတ်တီးလေးတော့ထုတ်ပေးခြင်းတယ်နော် free ပတ်တီးလေးပေါ့နော်ဒါဗရိတ်တော့ကျွန်တော်ပေးပြီးသွားပြီနော်နေလိုက်သမားတွေကိုဗရိတ်ပေးတယ်နေလိုက်ကောအဖွဲ့ဝင်ကဒါကြိုက်တဲ့လူယူပြီးတော့ကြားရင်သုံးလို့ရတယ်ပေါ့ဗရိတ်ပေးထားတယ်အခုကျွန်တော် free ပတ်တီးလေးဇာတိုးလေးလက်ဆောင်ပတ်တီးလေးလက်ဆောင်ပေးခြင်းတယ်ဗျာနော်အဲ့အတွက်ကြောင့်မလို့အဖွဲ့ဝင်တွေကတော့ကိုကိစ္စကိုလုပ်ပါနော်ကိုလုပ်ဆက်ရှိတာကိုလုပ်ပါကိုအခွေပဲကိုလုပ်နော်ဒါတော့ဒါကျွန်တော်အကြည့်ကနေတက်ပြီးအားပေးနေတဲ့သူတွေအတွက်ကိုဒါကျွန်တော် free ပတ်တီးထပ်ထုတ်ပေးတာပါနော် free ပတ်တီးကကျွန်တော်၄တလုံးကြိုက်တယ်နော်၄တလုံးအင်္ဂါဗုဒ္ဓဦးကျတာပရိ၄တလုံးအဲ့မှာဘာကိုပိုကြိုက်လဲရွေးပေးဦးမယ်ရွေးထိုးခြင်းတဲ့သူတွေ40 43 45နော်ရွေးထိုးခြင်းတဲ့သူတွေရွေးထိုးတာတော့ကံပေါ့ဗျာနော်ဒါပေမဲ့တော့ကျွန်တော်ကတော့ဇာတိုးအနေနဲ့ free ပတ်တီကိုလက်ဆောင်၄တလုံးထုတ်ပေးလိုက်တယ်ဒါပေမဲ့အဲ့မှာကျွန်တော်အကြိုက်ဆုံးကဏ္ဍ3ခွက်ကတော့40 43 45နော်40 43 45နော်ဒါလေးကတော့ဒါ free ပတ်တီဇာတိုးအနေနဲ့လက်ဆောင်ပတ်တီလေးရွေးထိုးခြင်းတဲ့သူကတော့40 43 45ဒါကတော့ကြိုက်တဲ့ကဏ္ဍလေးပြောပြတာနော်ဟုတ်ပြီလားခဲလာပြီကျွန်တော်နေတိုင်းလေးသွားမယ်နော်နေတိုင်းလေးသွားမယ်ကဲမနက်ဖြန်ကိုကျွန်တော်အင်္ဂါနေ့ပေါ့ဗျာမနက်ဖြန်ကျွန်တော်4ရက်8လပိုင်း2026ပေါ့နော်အင်္ဂါနေ့7နာရီ10မိနစ်ကိုကျွန်တော်ကြိုက်တဲ့ဝန်းချင်းလေးကတော့16ဝန်းချင်းဖြစ်ပါတယ်16ဝန်းချင်းဖြစ်ပါတယ်နောက်တစ်ခုထပ်ပြောလိုက်အောင်မယ်အပူးသမားတွေအပူးထိုးတဲ့သူတွေအပူးထိုးမဲ့ဆိုရင်မနက်ပိုင်းကိုပူအားကောင်းတယ်အင်္ဂါဗုဒ္ဓဦးကြာသပတေးတောက်ကြ4ရက်ရှိသေးတယ်အပူးထိုးရင်မနက်ပိုင်းတွေကိုပူကြိုက်တယ်နော်မနက်ပိုင်းတွေကိုပူကြိုက်တယ်အပူးသမားတွေအတွက်နော်တကယ်လို့အပူကကြာရင်ကြာတော့မနက်ပိုင်းကပူအားကောင်းတဲ့အကြောင်းပြောချင်တာအပူးသမားတွေနော်ကိုလင်းကိုလည်းယုံမနေနဲ့နော်ကျွန်တော်ကြိုက်တာကျွန်တော်ပြောတာနော်ကျွန်တော်တွေ့တာကျွန်တော်ပြောတာပေါ့နော်မနက်ပိုင်းတွေကပူအားကောင်းတယ်ထွက်မထွက်တော့မသိဘူးပေါ့ဗျာပူမနက်ပိုင်းကိုပူကြိုက်လို့ကျွန်တော်မနက်ပိုင်းပူအားကောင်းတယ်ပြောတာပါနော်အဲ့ဒါလေးတစ်ခုလည်းပြောချင်ပါတယ်နော်ကျွန်တော်ချစ်တဲ့သူတွေပေါ့နော်ကဲကျွန်တော်ကတော့အင်္ဂါနေ့7နာရီ10မိနစ်ကိုကျွန်တော်ကိုင်မဲ့ဝန်းချင်းလေးကတော့16ဝန်းချင်းဖြစ်ပါတယ်ကဲ16ဝန်းချင်းမှာကျွန်တော်ကလည်း1နဲ့ပတ်သက်လာဗာလေးကြိုက်လဲဆိုရင်10 1နှစ်1 5 1ခွန်ဝန်းချင်းက16 1နဲ့ပတ်သက်ရင်10 1နှစ်1 5 1ခွန်နော်6နဲ့ပတ်သက်ရင်60 6နှစ်6 5 6ခွန်နော်6နဲ့ပတ်သက်ရင်60 6နှစ်6 5 6ခွန်ကဲအဲ့ဒါပြီးရင်ကျွန်တော်ကြိုက် main တင်ခွက်ပြောမယ် main တင်ခွက်မပြောခင်ကျွန်တော်ရဲ့ စိတ် master key ကတော့933 key နော်3ညတော့ထပ်မစင်းပါနဲ့တော့ဗျာ3ညတော့ထပ်မစင်းပါနဲ့တော့မနက်ဖြန်တော့ပါပြီနော်စိတ် master key ကတော့933 key ဖြစ်ပါတယ်
နော်စိန်မာစတာကီကတော့933ကီဖြစ်ပါတယ်ကဲအဲ့ဒါပြီးကျွန်တော်အကြိုက် main တင်ခွက်ပြောမယ်ကျွန်တော်အကြိုက် main တင်ခွက်ကတော့မနက်ဖြန်ကျွန်တော်ပြောရင်တော့မနက်ပိုင်းကိုဒီအခုကျွန်တော်ပေးတာတွေကမထွက်ညနေပိုင်းကိုဒါပဲပြန်ထိုးနော်ညနေ4 နာရီကိုဒါပဲပြန်ထိုးတခါလေးပြောလိုက်တယ်နော်တကယ်လို့မနက်ပိုင်းတွေကထွက်ရင်ကျွန်တော်နေကင်း1 နာရီထိုးကျွန်တော်ဗီဒီယိုတင်ပေးမယ်နော်ကဲအဲ့ဒါပြီးကျွန်တော်ရဲ့ main တင်ခွက်ကတော့84ရယ်ခွန်3ရယ်ခွန်5ရယ် main တင်ခွက်နော်84ခွန်3ခွန်5 main တင်ခွက်နော်84ရယ်ခွန်3ရယ်ခွန်5ရယ်ကတော့ main တင်ခွက်ဖြစ်ပါတယ်နော်ဟုတ်ပြီလားကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာရှိတဲ့အင်္ဂါနေ့ကိုဒီဗီဒီယိုမြင်တဲ့သူတွေအားလုံးပဲပိုင်ဆိုင်ကြပါစေအားလုံးပဲ okay မှာဆိုပြေကြပါသေးလို့ကိုလေးကနေပြီးတော့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲတက်တာပါ good night ပါအိမ်မလှလှမကြပါသေးနော်အားလုံးပဲကောင်းဆုံးကြိုးစားပေးလိုက်ပါတယ်နော်ဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါခင်ဗျာအားလုံးပဲတက်တာပါ